ဒီနေ့လောဘအပူလိုမလိုက်နဲ့ကိုထိုက်တာနဲ့ကျေနပ်တဲ့စိတ်ပေါ့နော်တန်တုဋ္ဌိဆိုတဲ့စကားလုံးလေးကတဆိုတဲ့စကားလုံးရဲ့တုဋ္ဌိဆိုတဲ့စကားလုံးရဲ့စကားလုံးနှလုံးပေါင်းတာတတုဋ္ဌိတဆိုတာကိုယ်ဥစ္စာကိုယ်ပစ္စည်းကိုယ်မှာရှိနေတာကိုယ်မှာရနေတာတုဋ္ဌိဆိုတာကျေနပ်တာနှစ်သက်တာကိုယ်ရှိထားတာကိုယ်ရထားတာကိုယ်မှာဖြစ်နေတာကိုယ်အခြေအနေလေးကိုကိုယ်ကျေနပ်တယ်နှစ်သက်တယ်ကိုယ်ရထားတာကိုယ်ဖြစ်နေတဲ့အခြေအနေကိုမကြည်မနှက်မနှစ်မသက်စိတ်နဲ့တုံ့ပြန်နေတာမဟုတ်ဘူးပေါ့နော်ဒါကြောင့်တန်တုဋ္ဌိဆိုတာကိုလောဘရဲ့စန့်ကျင်ဘက်အနေနဲ့အလွန်မုံမြတ်တဲ့သူတော်ကောင်းတရားတစ်မျိုးလို့မြတ်စွာဘုရားဟောတယ်အဲ့တော့ဘုန်းဘုန်းတို့တန်တုဋ္ဌိတရားကိုလောဘကြီးခြင်းရဲ့စန့်ကျင်ဘက်အနေနဲ့နားလည်ကြရမယ်ပေါ့နော်ဒါကြောင့်ကိုယ့်ရဲ့ဘဝမှာပြစ္ဆုတ်ပံရောတန်တရားရောကြီးပွားခြင်းနဲ့ချမ်းသာခြင်းနဲ့ဆိုလို့ရှိရင်လောဘအပူလိုမလိုက်နဲ့ကိုထိုက်တာနဲ့ကျေနပ်လေဆိုတဲ့အဆုံးအမလေးကိုလိုက်နာကျင့်သုံးနိုင်မှုကြိုးပမ်းအထောက်ကြရမယ်ပေါ့နော်လောဘအပူလိုမလိုက်နဲ့လောဘကိုအလိုမလိုက်နဲ့ရှိတဲ့ရှိတိုက်တဲ့လောဘဆိုတာပုထုဇဉ်တော့မကင်းနိုင်ဘူးပေါ့သို့တော်ဒီမှာသူ့စကားလေးကလောဘအပူလောဘတွေသူကအလိုမလိုက်နဲ့လို့ပြောတာဟုတ်လားလောဘအပူလိုမလိုက်နဲ့ကိုထိုက်တာနဲ့ကျေနပ်လေကိုရနေတာကိုမှဖြစ်နေတာတွေဟာကိုနဲ့ထိုက်တန်တာတွေရထားတာဖြစ်တဲ့အတွက်ကြောင့်မကြည်မနှက်လည်းမဖြစ်သင့်ပါဘူးမကြည်မနှက်ဖြစ်နေလို့လည်းပဲပို့ပြီးတော့ရလာတာလည်းရှိတာမှမဟုတ်တာကိုဟုတ်လားဒါကြောင့်တန်ထုဋ္ဌိတရားဆိုတာဘယ်ရှုထောင့်ကပဲကြည်ကြည်အလွန်မုံမြတ်တဲ့ကိုယ်တန်တာမှာနော်အမြဲမပြည့်ဖြစ်ပေါ်အောင်ကြိုးစားတဲ့နဲ့ကြီးထွားလာအောင်လည်းပဲမွေးမြူတဲ့နဲ့သူတော်ကောင်းတရားတစ်မျိုးလို့ခိုင်ခိုင်မာမာနားလည်ထားရမယ်နော်ဒါဘုံတို့ဆက်ပြီးတော့တန်တုဋ္ဌိနဲ့ပတ်သက်ပြီးတော့ပြောဖို့စီစဉ်ထားတာလေးတွေကဒီတန်တုဋ္ဌိတရားဘလောက်မုံမြတ်เสียဘလောက်မုံမြတ်တဲ့တရားလဲဘလောက်နှစ်သက်เสียကောင်းတဲ့တရားလဲသူ့ရဲ့အစွမ်းတတ္တိတွေဘလို့ရှိသလဲဆိုတာလေးကိုဒေသနာတော်တွေထဲမှာလာတာလေးတွေကိုဘုံဘုံတို့စုဆောင်းထားတယ်မြတ်စွာဘုရားဟောပြမှာပဲဘုံဘုံတို့ကမှန်မှန်ကန်ကန်သိနိုင်တာတကယ်တမ်းကဘုံဘုံတို့ပုထုဇဉ်လူသားတွေဆိုတာဒါဘုံဘုံတို့အပါအဝင်အကုန်လုံးကလောဘသားတွေကြီးပဲဟုတ်လားလောဘသားတွေကြီးပဲလောဘသားတွေဖြစ်တဲ့အတွက်ကြောင့်လောဘကိုနည်းအောင်လှုပ်ခိုင်းနေလောဘကိုလျှော့ခိုင်းနေတနည်းအားဖြင့်လောဘရဲ့ဆန့်ကျင်ဘက်တရားဖြစ်တဲ့ဒီတန်တုဋ္ဌိတရားရဲ့အစွမ်းတတ္တိကိုသိဖို့မြင်ဖို့ဆိုတာမလွယ်ဘူးနော်မူရင်းအခြေခံကလောဘနဲ့နေကြတာဒါကြောင့်မို့လို့လောဘရဲ့ဆန့်ကျင်ဘက်တရားတစ်ခုရဲ့အကြောင်းကိုဘုံဘုံတို့သိဖို့နားလည်ဖို့သိပြီးတော့မလွယ်ဘူးဒါကြောင့်ကိုယ်တိုင်ကိုယ့်ရဲ့ဉာဏ်စွမ်းနဲ့သိဖို့မြင်ဖို့မလွယ်တဲ့အတွက်ကြောင့်မြတ်စွာဘုရားသိပြမြင်ပြထားတာတွေကိုဘုံဘုံတို့ကလိုက်ပြီးတော့မြင်တတ်ဖို့သိတတ်ဖို့ကြိုးပမ်းအထောက်ကြရမယ်ပေါ့နော်ဒါမြတ်စွာဘုရားတန်တုဋ္ဌိတရားကိုဘယ်လိုဟောတာတော့လူတိုင်းရဲ့နှုတ်ဖျားမှာဆွဲနေတဲ့ဒေသနာလေးတစ်ခုရှိတယ်တန်တုဋ္ဌိပရမန္တနံကြားဦးတယ်မို့လားတန်တုဋ္ဌိပရမန္တနံတန်တုဋ္ဌိဆိုတဲ့ရောင်ရဲတင်းတိမ်ခြင်းဟာအမွန်မြတ်ဆုံးသောဥစ္စာပစ္စည်းလို့ဒီလိုအဓိပ္ပာယ်ရတယ်။ဘာကြောင့်သူ့ကိုဥစ္စာပစ္စည်းနဲ့မြတ်စွာဘုရားကဥပမာပေးရသလိုစဉ်းစားရလွန်ကောင်းတယ်။ဥစ္စာပစ္စည်းမှာရိုးရိုးဥစ္စာပစ္စည်းမဟုတ်ဘူး။အမွန်မြတ်ဆုံးသောဥစ္စာပစ္စည်းတဲ့။ဘာလို့ရောင်ရဲခြင်းကိုအမွန်မြတ်ဆုံးဥစ္စာပစ္စည်းလို့ပြောရတာတော့ဘုံဘုံတွေးမိတာကတော့ပြည့်စုံမှုချမ်းသာကိုပေးတတ်လို့ပဂရိဥစ္စာပစ္စည်းတွေကစိတ်ထဲမှာပြည့်စုံသွားတယ်ဆိုတဲ့ခံစားချက်မျိုးကိုတကယ်စင်စစ်မရနိုင်ဘူးလောဘမကင်းသေးတဲ့မြတ်ကာလပတ်လုံးဥစ္စာပစ္စည်းတွေဘလောက်ပဲရှိရှိငါတော့တော်ပြီငါတော့ပြည့်စုံသွားပြီငါတော့လုံလောက်သွားပြီဆိုတာပုထုဇဉ်တွေရဲ့စိတ်မှာဖြစ်ဖို့မလွယ်ပါဘူးဟုတ်လားအဲ့ဒါကိုကရောင်ရဲခြင်းသာရှိလိမ့်မယ်ရောင်ရဲခြင်းသာကိုယ်တန်တန်မှာဖြစ်အောင်လုပ်မယ်တန်တုဋ္ဌိဆိုတဲ့ဥစ္စာပစ္စည်းကိုသာဖြစ်အောင်လုပ်နိုင်မယ်ဆိုရင်တော့ဥစ္စာပစ္စည်းအများကြီးမကြွယ်ဝတော့လည်းပဲသူ့စိတ်ထဲမှာရောင်ရဲနေတယ်ဆိုတော့ပြည့်စုံနေတယ်လို့ဆိုနိုင်တယ်ပေါ့ဟုတ်လားဥစ္စာပစ္စည်းတွေဘလောက်ပဲပြည့်စုံတဲ့ချမ်းသာတဲ့ကြွယ်ဝတယ်ပဲပြောမရောင်ရဲနိုင်သေးတဲ့မြတ်မတင်းတိမ်နိုင်သေးတဲ့မြတ်
ပြည့်စုံမှုချမ်းသာကိုသူမရနိုင်ဘာလို့ဆိုသူ့ဘဝလိုအပ်ချက်နဲ့ပဲသူကရှင်းနေတာဟုတ်လားအမြဲတမ်းတောင့်တမှုနဲ့ပဲနေရတာဆိုတော့ဥစ္စာပစ္စည်းတွေရှိတာကရှိတာပဲဒါပေမဲ့သူ့စိတ်ထဲကတော့တောင့်တနေတာပဲသူ့စိတ်ထဲမှာတော့လိုးနေတာပဲဒါကြောင့်ပဂတိရှိနေတဲ့ဥစ္စာပစ္စည်းတွေကသူ့ကိုအလိုပြည့်သွားပြီဆိုတဲ့ပြည့်စုံသွားပြီဆိုတဲ့ခံစားချက်မျိုးကိုမရစေဘူးရောင်ရဲမှုရှိမယ်ဆိုရင်တော့ပြည့်စုံတယ်နော်စိတ်ထဲမှာမလိုဘူးဆိုတဲ့ခံစားချက်အဲ့ဒါကိုမရနိုင်ဘူးလားရနိုင်တယ်ဒါကြောင့်မြတ်စွာဘုရားကဘလို့ဥစ္စာပစ္စည်းမျိုးကမှမပေးနိုင်တဲ့ချမ်းသာမျိုးကိုရောင်ရဲခြင်းကပေးတယ်လို့ဥစ္စာပစ္စည်းရဲ့စွမ်းရည်တတ္တိခြင်းရှင်းမယ်ဆိုရင်လောကီဥစ္စာပစ္စည်းတွေကတန်တုဋ္ဌိကိုမမီဘူးဒါကြောင့်မို့လို့တန်တုဋ္ဌိပရမန္တနရောင်ရဲခြင်းဟာအမွန်မြတ်ဆုံးသောတနည်းအားဖြင့်တန်ဖိုးအကြီးမားဆုံးသောဥစ္စာပစ္စည်းလို့အဲ့လိုမြတ်စွာဘုရားဟောတာဒီနေရာမှာနိတိမှာလာတဲ့စကားလေးတစ်ခုကလည်းမှတ်သားစရာကောင်းတယ်။ဘာပြောထားတယ်ဆိုတော့သေရဖဏစည်းထားတဲ့ပုဂ္ဂိုလ်တယောက်အတွက်မြေပြင်ကြီးတစ်ခုလုံးဟာသေရပြားတွေခင်းထားတာနဲ့တူတူပဲတဲ့။ဟောပြောထားတဲ့စကားလေးဘယ်လောက်ကောင်းတော့ကိုသွားလေရာမှာကိုယ့်ရဲ့ခြေဘဝအောက်မှာသေရပြားတွေခံနေဖို့အတွက်ကဘာမြေပြင်ကြီးတစ်ခုလုံးကိုဘုံဘုံတို့သေရပြားတွေလိုက်ခင်ဖို့ပဲဖြစ်နိုင်မလို့ဟုတ်လားဒါပေမဲ့သေရဖဏလေးစီးထားမယ်ဆိုရင်တော့ဖြစ်နိုင်တယ်မဟုတ်လားဒါကြောင့်ကိုယ်စိတ်ထဲမှာကျဉ်းနှံ့မှုရှိဖို့ကြိုးစားတဲ့နဲ့နော်ချမ်းသာဒုက္ခဆိုတာတခါတလေရနေတယ်လို့ထင်ရပေမဲ့လို့အဲ့ဒီလူရဲ့တန်တမှာရှိခြင်းမှရှိတာမရဘူးလို့ထင်နေပေမဲ့လို့အဲ့ဒီလူရဲ့တန်တမှာရှိခြင်းလည်းရှိနေတတ်တာဟုတ်လားဒါကြောင့်မို့လို့ဥစ္စာပစ္စည်းတွေကိုရှင်ပဲဆိုလို့ရှိရင်လောကီဥစ္စာပစ္စည်းတွေကတန်တုဋ္ဌိကိုဘလို့မှမမှီဘူးဆိုတာကိုဘုံဘုံတို့နားလည်ကြရမယ်ပေါ့ဟုတ်လားဒါကြောင့်မြတ်စွာဘုရားမြင်ပြတာလေးတွေကိုဘုံဘုံကဒါဥဖြားဖြားပြောလိုက်တာတန်တုဋ္ဌိပရမတ္တနံရောင်ရဲခြင်းဟာအလွန်ကဲဆုံးသောတန်ဖိုးအကြီးမားဆုံးသောဥစ္စာပစ္စည်းဖြစ်တယ်တဲ့။နောက်ဘုံဘုံတို့အင်္ဂုတ္တပါဠိတော်ဧကန္တိပတ်ထဲမှာပြောထားတာလေးကပိုးတောင်မှအားရစရာရှိတယ်။တန်တုဋ္ဌိဆိုတဲ့ရောင်ရဲခြင်းတရားဟာမဖြစ်သေးတဲ့ကုသိုလ်တရားတွေဖြစ်ခြင်းရဲ့အကြောင်းတရားဖြစ်တယ်တဲ့။ဖြစ်ပြီးသားအကုသိုလ်တရားတွေဆုတ်ယုတ်ခြင်းရဲ့အကြောင်းတရားလည်းဖြစ်တယ်တဲ့။ဂိုင်ဘလောက်ကောင်းတော့အနုပ္ပန္နာစေဝကုသလဓမ္မဥပ္ပဇ္ဇန္တိဥပ္ပန္နာစအကုသလဓမ္မပရိဟာယန္တိရောင်ရဲလိုက်မယ်တင်းတိမ်လိုက်မယ်ဆိုလို့ရှိရင်မဖြစ်သေးတဲ့ကုသိုလ်တွေဖြစ်လာမယ်ဖြစ်ပြီးသားအကုသိုလ်တရားတွေဆုတ်ယုတ်သွားမယ်မဖြစ်သေးတဲ့ကုသိုလ်တွေဖြစ်မယ်ဆိုရင်အကျိုးရလဒ်အနေနဲ့ဘယ်လိုမြင်တတ်ရမှာလဲမရဘူးသေးတဲ့ချမ်းသာတွေရမယ်ပေါ့နော်မဖြစ်သေးတဲ့ချမ်းသာတွေဖြစ်မယ်ပေါ့ဖြစ်ပြီးသားအကုသိုလ်တရားတွေဆုတ်ယုတ်သွားမယ်ဆိုရင်ဘာတော့ဆင်းရဲဒုက္ခတွေညှော်နေသွားမယ်ဆိုတဲ့အဓိပ္ပာယ်မသက်ရောက်ဘူးလားသက်ရောက်တယ်အဲ့လောက်ထိမြတ်စွာဘုရားဟောတာနော်အဲ့ဒါစန့်ကျင်ဘက်အားဖြင့်ဆိုလို့ရှိရင်တော့မယောင်ရဲနိုင်မှုမတင်းတိမ်နိုင်မှုဆိုရင်ဘလို့တော့အတ္တန်တုဋ္ဌိတရားအနုပ္ပန္နာစေဝအကုသလဓမ္မဥပ္ပဇ္ဇန္တိဥပ္ပန္နာစကုသလဓမ္မပရိဟာယန္တိအဲ့လိုဖြစ်သွားမယ်မဖြစ်သေးတဲ့အကုသိုလ်တရားတွေဖြစ်မယ်ဖြစ်ပြီးသားကုသိုလ်တရားတွေဆုတ်ယုတ်သွားမယ်မယောင်ရဲနိုင်ဘူးမတင်းတိမ်နိုင်ဘူးလောဘရဲ့အလိုကိုပဲလိုက်နေတယ်ကိုယ်ထိုက်တာနဲ့မကြည်နပ်ဘူးမနှစ်သက်နိုင်ဘူးဆိုတဲ့လူတယောက်အတွက်မဖြစ်သေးတဲ့အကုသိုလ်တွေဖြစ်မယ်ဖြစ်ပြီးသားကုသိုလ်တွေဆုတ်ယုတ်သွားမယ်ဘယ်လောက်နဲ့နာတော့ဟုတ်လားအဲ့ဒီလိုမဖြစ်သေးတဲ့ကုသိုလ်တွေဖြစ်ခြင်းရဲ့အကြောင်းဖြစ်ပြီးသားအကုသိုလ်တွေဆုတ်ယုတ်ခြင်းရဲ့အကြောင်းတရားကိုဟောတဲ့နေရာမှာတန်တုဋ္ဌိတစ်မျိုးတည်းကိုဟောတာတော့မဟုတ်ပါဘူးအပမာဒဆိုတဲ့ကောင်းမှုမှာမမေ့တဲ့တတိတရားဝရိယလို့ဆိုတဲ့အကုသိုလ်မဖြစ်အောင်ကုသိုလ်ဖြစ်အောင်ကြိုးပမ်းအထုတ်တဲ့တရားအပိစ္ဆလို့ဆိုတဲ့အလိုနေတဲ့တရားတတုဋ္ဌိလို့ဆိုတဲ့ရောင်ရဲတဲ့တရားယောနိသောမနတိကာရလို့ဆိုတဲ့နှလုံးသွင်းမှန်ကန်မှုတရားတမ္ပဇင်ညလို့ဆိုတဲ့ပညာဉာဏ်နဲ့စဉ်းစားဆင်ခြင်ပြီးတော့လောကံပြောဆိုနေထိုင်တတ်တဲ့တရားကလျာဏမိတ္တလို့ဆိုတဲ့မိကောင်းဆွေကောင်းခုနှစ်မျိုးဟောအဲ့ဒီတရားခုနှစ်မျိုးဟာမဖြစ်သေးတဲ့ကုသိုလ်တရားတွေဖြစ်ခြင်းရဲ့အကြောင်းဖြစ်ပြီးသားအကုသိုလ်တရားတွေဆုတ်ယုတ်ခြင်းရဲ့အကြောင်းအဲ့ဒါလောက်မွန်မြတ်တဲ့တရားတွေမှာတန်တုဋ္ဌိဆိုတဲ့ရောင်ရဲခြင်းဟာလည်းတပါးအပါဝင်ဖြစ်တယ်လို့နားလည်ရမယ်။ဒါတန်တုဋ္ဌိရဲ့စွမ်းရည်တတ္တိတွေမြတ်စွာဘုရားမြင်ပြတယ်နော်။နောက်ပြီးတော့ဘုန်းဘုန်းတို့အဲ့ဒီအင်္ဂုတ္တပါဠိတော်ထဲမှာပဲဘယ်လိုဟောတာတော့တတ္တမတတ္တမတ္တထိတိယအတ္တမောတာယအနန္တရဒါနာယသဝတ္တိသူတော်ကောင်းတရားကြာမြင့်စွာတည်ခြင်းရဲ့အကြောင်းသူတော်ကောင်းတရားမကွယ်ပြောက်ခြင်းရဲ့အကြောင်း
သူတော်ကောင်းတရားမပြောက်ကွယ်ခြင်းရဲ့အကြောင်းတရားဖြစ်တယ်လို့တန်တုဋ္ဌိကိုအဲ့လိုဟောတယ်လူတယောက်ရောင်ရဲတင်းတိမ်နေဆိုတာအဲ့ဒါသူတော်ကောင်းတရားတည်တံ့ဖို့အတွက်ကြိုးစားနေတာသူတော်ကောင်းတရားမပြောက်ကွယ်ဖို့အတွက်မကွယ်ပြောက်ဖို့အတွက်ကြိုးစားနေတာတဲ့။မြတ်စွာဘုရားရဲ့အဆုံးအမလို့ဆိုတဲ့ဒီသာသနာတော်ကိုချစ်မြတ်နိုးတယ်ဆိုလို့ရှိရင်တန်တုဋ္ဌိတရားလက်ကင်ထားပြီးတော့မကွယ်ပြောက်အောင်ကြိုးစားရမယ်ပေါ့နော်။အဲ့တော့ဘုန်းတော်တန်တုဋ္ဌိတရားမရှိဘူးမယောင်ရဲနိုင်ဘူးမတင်းတိမ်နိုင်ဘူးလောဘရဲ့အလိုကိုပဲလိုက်နေမယ်ဆိုရင်တော့ဆန့်ကျင်ဘက်ဘလို့ဟောတာကိုနားလည်နိုင်တော့သူတော်ကောင်းတရားကွယ်ပြောက်ခြင်းရဲ့အကြောင်းတရားသူတော်ကောင်းတရားပြည့်စည်ခြင်းရဲ့အကြောင်းတရားအဲ့ဒါလိုမြတ်စွာဘုရားဟောတာနော်အတွဲလိုက်လေးဟောတာဟုတ်လားအဲ့ဒီမှာလဲစောသောကဘုံဘုံပြောခဲ့တဲ့နော်အပမာဒတို့ဝရိယတို့အပိစ္ဆတို့နော်အပိစ္ဆနဲ့တန်တုဋ္ဌိကတော့အလွန်နီးစပ်တယ်အပိစ္ဆဆိုတာအလိုနဲတာတန်တုဋ္ဌိဆိုတာရောင်ရဲတာယောနိသောမနတိကတော့တမ္ပဇင်ညတို့ကလျာဏမိတ်တတို့နော်ဒီတရားတွေလည်းပဲမြတ်စွာဘုရားဟောထားတယ်ဒါကြောင့်ဒီအင်္ဂုတ္တပါဠိတော်ဧကနိပတ်ကိုကြည့်မယ်ဆိုလို့ရှိရင်တန်တုဋ္ဌိတရားသည်မဖြစ်သေးသောကုသိုလ်တရားဖြစ်ခြင်းရဲ့အကြောင်းဖြစ်ပြီးသားအကုသိုလ်တရားဆုပ်ယုပ်ခြင်းရဲ့အကြောင်းသာသနာတော်ကြာမြင့်စွာတည်တံ့ခြင်းရဲ့အကြောင်းသာသနာတော်မပြောက်ကွယ်ခြင်းရဲ့အကြောင်းတရားဖြစ်တယ်လို့အဲ့လိုဟောထားဟုတ်လားနောက်ထပ်စကားလေးတစ်ခုရှိတယ်အင်ညာဟိလာဘူးပဏိတာအင်ညာနိဗ္ဗာနဂါမိနိနော်လက်ရဖို့ပစ္စည်းတွေနဲ့ပြည့်စုံဖို့လမ်းကတလမ်းငြိမ်းအေးဖို့စိတ်နှလုံးမှာချမ်းသာဖို့တကယ်စစ်မှန်တဲ့နော်ကုသိုလ်တရားတွေတိုးတက်ပြီးတော့အကုသိုလ်တရားတွေဆုတ်ယုတ်ပြီးတော့တကယ်စစ်မှန်တဲ့ချမ်းသာကိုရဖို့ဆိုတဲ့လမ်းကတလမ်းနှစ်လမ်းမတူဘူးဆိုတာကိုနားလည်ဖို့လိုတယ်နော်အေးဒါကြောင့်မို့လို့တင်းတိမ်ချင်းရောင်ရဲခြင်းဆိုတာကိုဘုံဘုံတို့ကတန်ဖိုးထားရမှာပေါ့ဒီရောင်ရဲတင်းတိမ်ချင်းနဲ့ပတ်သက်ပြီးတော့တချို့ကအမြင်မကြည်ကြတာရှိတယ်ဟာရောင်ရဲတင်းတိမ်နိုင်မယ်ဆိုလို့ကြီးပွားမလို့နော်ကြီးပွားခြင်းကိုပိတ်ပင်နေဆိုပြီးတော့မှပြောရတာတွေရှိတယ်ဟုတ်လားအဲ့တော့ဘုံဘုံတို့ပြန်ပြောစရာရှိတာကဒါကလောကီစီးပွားရေးတွေကြီးပွားဖို့ဟောနေတဲ့တရားမဟုတ်ဘူးလေဟုတ်လားအကုသိုလ်တရားနေပါပြီးတော့ကုသိုလ်တရားတွေဖြစ်ပွားပြီးတော့ကောင်းမှုတွေများပြီးတော့နောက်ဆုံးတန်တရားဘုတ်ကလွတ်ပြီးတော့စစ်မှန်တဲ့ချမ်းသာဖြစ်တဲ့နိဗ္ဗာန်ကိုရဖို့အတွက်မြတ်စွာဘုရားဟောခဲ့တဲ့တရားဥစ္စာပစ္စည်းနဲ့ပြည့်စုံကြောင်းမြတ်စွာဘုရားမဟုတ်ဘူးမဟုတ်ပါဘူးဟောတာပေါ့သွားရင်ဟန်လွယ်အများကြီးဟောခဲ့တာပဲဟုတ်လားသို့တော်လည်းပဲမြတ်စွာဘုရားပွင့်တော်မူလာခြင်းရဲ့အဓိကရည်ရွယ်ချက်ကဘဝဟာဆင်းရဲခြင်းမြတာဖြစ်တယ်ဆင်းရဲတဲ့ဘဝကလွတ်မြောက်ဖို့အတွက်နီလန်းပေးဖို့ဒါမြတ်စွာဘုရားပွင့်လာတာပဲတကယ်တမ်းပြောရလို့ရှိဟုတ်လားဥစ္စာပစ္စည်းပြည့်စုံလို့ချမ်းသာတာတဲ့ရောင်ရဲတင်းတိမ်လို့ဖြစ်တဲ့ချမ်းသာမှုကပိုလို့မှုကိုပဲမြတ်စွာဘုရားတန်တုဋ္ဌိပရမန္တန်လို့ဟောခဲ့ပြီပဲလေဒီပစ္စည်းကပိုကောင်းတယ်ဒါရှာလို့ပြောတာပဲလေဟုတ်တယ်မဟုတ်လားဒါမျိုးဘုန်းဘုရားစောစောကပြောတာလေလောဘသားတွေအနေနဲ့တနည်းပြောရရင်လောဘကြီးတဲ့ပုံကိုယ်တွေအနေနဲ့တန်တုဋ္ဌိကိုနားလည်ဖို့မလွယ်ဘူးလက်ခံနိုင်ဖို့မလွယ်ဘူးဟုတ်လားအဲ့တော့ဘုန်းဘုန်းတို့ကပုထုသင်တဘာဝလောဘဒေါသအာကြီးလို့မကျင့်နိုင်ရှိသေးအောင်တော့ဒါကိုလက်ခံနိုင်ဖို့နားလည်နိုင်ဖို့အဆင့်ကိုတော့ဖြတ်တန်းနိုင်တဲ့နယ်ကြော်လွှားသွားနိုင်တဲ့နယ်ပေါ့နော်လက်ခံနိုင်ဖို့လိုတယ်ပထမအဆင့်ဒါတွေကလှုပ်တဲ့နယ်တဘာဝကြတယ်ဟုတ်တယ်ဆိုတာမျိုးဖြစ်တဲ့နယ်အဲ့ဒါပြီးမှဘုန်းဘုန်းတို့ကဖြစ်အောင်လုပ်ရမှာဟုတ်လားဒါကြောင့်လောဘကြီးတဲ့လူတွေတန်တုဋ္ဌိကိုနားလည်ဖို့မလွယ်ဘူးဒေါသကြီးတဲ့လူတွေခန္တီကိုနားလည်ဖို့မလွယ်ဘူးမောဟကြီးတဲ့လူတွေကတော့သူတော်ကောင်းတရားအကုန်လုံးနားလည်ဖို့ကိုမလွယ်တော့ဟုတ်လားအဲ့ဒါကြောင့်မို့လို့ဘုန်းဘုန်းတို့တန်တုဋ္ဌိနဲ့ပတ်သက်ပြီးတော့ပြောရတာကနည်းနည်းလေးနော်စကလုံးလေးတွေရွေးရတာရှိတာပေါ့ဟုတ်လားအဲ့ဒါဆက်ပြီးတော့ဘုံဘုံတို့တန်တုဋ္ဌိနဲ့ပတ်သက်ပြီးတော့ဗာပြောခြင်းတော့ဆက်ပြီးတော့ဗာပြောခြင်းတော့ဆိုတော့တန်တုဋ္ဌိကောင်းတဲ့အကြောင်းကိုသိဖို့အတွက်သူ့ရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့လောဘမကောင်းတဲ့အကြောင်းကိုသိဖို့လိုတယ်ဆိုတဲ့အမြင်ဟုတ်လားဘုံဘုံတို့တခါတလေကြာတော့ဒီတစ်ခုရဲ့အကြောင်းကိုနားလည်ဖို့ပို့ပြီးတော့ကြည်ကြဲပြည့်ပြည့်နားလည်ဖို့အတွက်ဒီတစ်ခုရဲ့အကြောင်းကိုဓာတ်ရိုက်မကြည့်ပဲနဲ့ဒါနဲ့ဆန့်ကျင်ဘက်ရဲ့အကြောင်းကိုတွားကြည့်တာပေါ့တွားကြည့်လို့ရှင်ဒါရဲ့အကြောင်းကိုအလိုလျောက်နားလည်သွားတာတွေရှိတယ်ဟုတ်လားတခါတရံမှာကုသိုလ်ရဲ့စွမ်းရည်တွေကိုနားလည်ဖို့အတွက်အကုသိုလ်ရဲ့စွမ်းရည်တွေကိုနားလည်ကြည့်ဟုတ်လားအပူရဲ့သဘောထင်ရှားဖို့အတွက်အေးကိုစမ်းသပ်ကြည့်အေးရဲ့သဘောထင်ရှားဖို့အတွက်အပူကိုထိကြည့်ဒါတွေးမိတာကိုဘုံဘုံပြောတာပါဟုတ်လားအဲ့လိုပဲတန်တုဋ္ဌိကောင်းကြောင်းကိုသိကျင်တယ်ဆိုရင်တန်တုဋ္ဌိနဲ့ဆန့်ကျင်ဘက်အလိုကြီးတယ်အားမရနိုင်ဘူးတင်းမတိမ်နိုင်ဘူးအမြဲတမ်းရကျင်နေတယ်ဟုတ်လားအဲ့ဒီလောဘရဲ့မကောင်းတဲ့အကြောင်းကိုဘုံဘုံတို့သိဖို့လိုမယ်ပေါ့
လောဘမကောင်းကြောင်းသိလေလေတန်တုဋ္ဌိကောင်းကြောင်းကိုသိလေလေလို့လည်းဆိုနိုင်သွားတယ်ပေါ့အဲ့ဒါလို့ဆိုရင်ဘုန်းဘုန်းတို့လောဘရဲ့အကြောင်းကိုဘယ်လိုပြောမလို့နော်လောဘကြီးလို့ရှိရင်ပျက်စီးတတ်တယ်ဆိုတာလေးကနေစပြီးတော့ပြောခြင်းနောက်မြတ်စွာဘုရားဣတိယုပါဠိတော်မှာနဲ့တူပါတယ်ဟောထားတာရှိတယ်အနတ္ထဇနနောလောဘောစိတ်တပကောပနောဘယမန္တတာဒောဇာတံတန်စနောနာဝဘုဇတိဒါလေးကတော်တော်ကိုစဉ်းစားကြရကောင်းတယ်အနတ္ထဇနနောလောဘောစိတ်တပကောပနောဘယမန္တတာဒောဇာတံတန်စနောနာဝဘုဇတိဟုတ်လားအနတ္ထဇနနောလောဘဟာအကျိုးမဲ့ကိုဖြစ်စေတတ်တယ်တဲ့လူချင်းမှုအားကြီးလာရင်လောဘောစိတ်တပကောပနောတဲ့လောဘဟာစိတ်ကိုတုန်လှုပ်ခြောက်ခြားစေတယ်တဲ့ရခြင်းမှုလူချင်းမှုများလာရင်စိတ်တွေပြောက်ပြက်ခတ်လာတယ်အဲ့ဒါကိုလည်းလောဘဖြစ်ဖူးတာပဲဖြစ်ဖူးရင်လည်းမကဘူးလောဘနဲ့နော်ကြိမ်ဖန်များစွာနော်ကုလူဆက်ဆံပြီးတော့နေတာပဲအဲ့ဒီဖြစ်တဲ့အချိန်မှာကိုယ်စိတ်ဟာငြိမ်လားနော်မငြိမ်လားဒီမှာသူကမငြိမ်ဘူးလို့ရိုးတောင်ဟောတာမဟုတ်ဘူးသူကတုန်လှုပ်ခြောက်ခြားတဲ့သဘောကိုရောက်တယ်ပြင်းပြင်းထန်ထန်လှုပ်ခတ်နေတယ်ပေါ့နော်လောဘောစိတ်တပကောပနောဘယမန္တတာဒောဇာတံတန်စနောနာဝဘုဇတိအဲ့ဒါလိုလောဘဟာအကျိုးမဲ့တွေကိုဖြစ်စေတယ်စိတ်ကိုကင်လှုပ်ပြီးတော့တုန်လှုပ်ခြောက်ခြားဆင်းရဲသွားအောင်လှုပ်နိုင်တယ်ဆိုတဲ့လောဘရဲ့အတွင်းထဲမှာဖြစ်နေတဲ့ဒီကြောက်မဲ့ဖွယ်ရာဘေးကိုလူအများစုဟာမမြင်ဘူးတဲ့ဟောဘုရားပြောပုံလေနော်အနတ္ထဇနနောလောဘောစိတ်တပကောပနောဘယမန္တတာဒောဇာတံတန်စနောနာဝဘုဇတိလောဘဟာအကျိုးမဲ့စေတယ်လောဘဟာစိတ်ကိုတုန်လှုပ်ခြောက်ခြားစေတယ်အတွင်းထဲမှာဖြစ်နေတဲ့လောဘရဲ့အဲ့ဒါလိုကြောက်မဲ့ဖွယ်ရာဘေးကိုလူအများစုဟာမမြင်နိုင်ဘူးတဲ့ပြီးတော့မှဗာဆက်ဟောတော့လူတိုင်းလိုရနေတဲ့ဂါထာလေးလောဘောအဋ္ဌနာဇာနာတိလောဘောဓမ္မနပတတိတရာအန္တဓမ္မဟောတိယံလောဘောဟရတိနရံလောဘောအဋ္ဌနာဇာနာတိလောဘဟာအကျိုးရှိတာအကျိုးမရှိတာကိုခွဲပြီးတော့မသိဘူးတဲ့လောဘဖြစ်လာပြီဆိုရင်ငါဒါပြောလိုက်ရင်ဒါလုပ်လိုက်ရင်ငါတော့ဒုက္ခရောက်တော့မှာပဲအကျိုးမဲ့တော့မှာပဲလို့မသိဘူးသူသိတာရကျင်တာပဲသိတယ်လောဘောအဋ္ဌနာဇာနာတိပြီးတော့ဗာပြောတော့လောဘောဓမ္မနပတတိလောဘဟာမြင့်မြတ်တဲ့တရားတကယ်ချမ်းသာကြောင်းတရားကိုမသိနိုင်ဘူးတဲ့လောဘလက်ရှိနဲ့လောဘတန်လန်းနဲ့နောက်သူတော်ကောင်းတရားကိုမသိနိုင်တရာအန္တဓမ္မဟောတိယံလောဘောဟရတိနရံလူတယောက်အလိုဆန္ဒတွေလွှမ်းလာပြီဆိုလို့ရှိရင်အဲ့ဒီလူကအဲ့ဒီအခိုက်အတန့်မှာသူ့ရဲ့မြင်နိုင်သိနိုင်တဲ့ဉာဏ်မျက်လုံးဟာကန်းသွားတယ်တဲ့ဒီထဲမှာတော့သူအမိုက်တိုက်ကြီးလို့ဖြစ်သွားတယ်တဲ့မှောင်မဲနေတာတွေကိုဘုန်းတို့သွားမယ်ဆိုရင်လမ်းမှန်ဘယ်လိုလုပ်ရောက်နိုင်မလဲနော်လူချင်းမှုလွှမ်းလာရင်ဘောဟာမိုက်သွားတယ်မှောင်သွားတယ်လို့ပြောတာဘုန်းတို့ဒါနဲ့ပတ်သက်ပြီးတော့မသိလို့လိုချင်တယ်ဆိုတဲ့စကားလေးရှိတယ်မသိလို့လိုချင်တော့ဆွဲလန်းတော့ပြုလို့တော့ရရှိတော့ခံကြပေါ့ဆိုတဲ့စွန်းလွန်းဆရာတော်ဘုရားကြီးရဲ့စကားပိဿသမုပ္ပါကိုခြေခံပြီးတော့ပြောတာလေမသိလို့လိုချင်တော့ဆွဲလန်းတော့ပြုလို့တော့ရရှိတော့ခံကြပေါ့တဲ့ဒါအတူဆုံးဘဝရဲ့အကြောင်းပဲလေဟုတ်တယ်မဟုတ်လားအဲ့ဒါမသိလို့လိုချင်ဒါလေးကတော့ရှင်းကြတယ်ဟုတ်တယ်ဘဝမကောင်းသို့တော့မကောင်းတာကိုမသိတော့ကောင်းတယ်ထင်ပြီးတော့ရကျင်နေကြတာနော်မသိလို့လိုချင်တဲ့အပိုင်းရှိတယ်လို့လိုချင်လို့မသိသွားတာလည်းရှိတယ်လို့အပြန်အလှန်နားလည်ဖို့လိုတယ်နော်အဝိဇ္ဇာကြောင့်တဏှာဖြစ်တယ်လို့တဏှာကြောင့်လည်းအဝိဇ္ဇာဖြစ်တယ်နော်မသိလို့လိုချင်တယ်ဆိုတာရှင်းတယ်လိုချင်လို့မသိသွားတာကြတော့စဉ်းစားကြရကောင်းတယ်ဟုတ်တယ်ဒါလည်းပဲဘဝမှာတကယ်လက်တွေ့ပဲတကယ်လိုချင်စိတ်ပြင်းထန်လာပြီဆိုလို့ရှိရင်မမြင်ကြတော့ဘူးဟုတ်လားနော်လိုချင်တော့ဘာဖြစ်သွားတယ်မသိသွားတာပေါ့ဟုတ်လားဒါဘုန်းတို့ရသော်ဘုရားဟောတာတဲ့ဇတ်တော်လေးတစ်ခုရှိတယ်ဘုရားလက်ထက်ကစမ်းကြယ်တဲ့အဖြစ်အပျက်တစ်ခုဖြစ်ခဲ့တာပေါ့အဲ့ဒါကုံတယ်တွေမြတ်စွာဘုရားကိုပင့်ပြီးတော့ဆွန့်ကပ်ကြတာဘာဖြစ်လို့ဆိုတော့သူတို့ကထူးထူးဆန်းဆန်းဥစ္စာတွေအများကြီးရလာတာဘာလို့ရလာတုံးဆိုတော့သူတို့ကုံကူးသွားကြရင်နဲ့မျက်စိလေကန်တာရတယ်အသေးကန်တာရတယ်မှာအဲ့လိုမျက်စိလေတဲ့အခါကျတော့ဟာအစာရည်သားတွေပြက်လက်ပြီးတော့ဒုက္ခရောက်အံ့စေတဲ့အချိန်မှာပဲညောင်မင်းကြီးတပင်တွေ့တယ်တွေ့တဲ့အခါကျတော့ဟာတခါတည်းတို့တော့ညောင်မင်းအောက်ခိုကြမှာပဲဆိုတော့ညောင်မင်းကြီးအောက်ခိုရင်းနဲ့ဒီဇလန်လေးကြားဥပါတယ်လေညောင်မင်းကြီးပေါ်မော့ကြည့်တော့ညောင်မင်းကြီးကဆိုးလျှော့တော့အရည်တွေထွက်တယ်လို့မြန်ဖြစ်နေတယ်အဲ့တို့ကလည်းရေငတ်လာတာအစာငတ်လာကြတာဆိုတော့အဲ့ဒါနဲ့အဲ့ဒီညောင်မင်းအောက်မှာလှဲဝိုင်းကြီးချပြီးတော့
ညောင်မင်းကြီးရဲ့အရှိကိုင်းကိုဖြတ်တဲ့အခါရည်တွေထွက်လာတယ်အမှန်ကညောင်မင်းကနတ်နဂါးစောင်းတဲ့အပင်ပဲသူတို့တနာလို့ရည်ထွက်ပေးတာပဲဒါပေမဲ့သူတို့တော့မသိဘူးဟာရည်တွေချိုးကြတောက်ကြနောက်ညောင်မင်းကြီးရဲ့တောင်ကိုင်းဖြတ်ကြပြန်ဖြတ်တဲ့အခါကျတော့စားစရာတွေထွက်လာစားကြတောက်ကြဘူးနော်အဲ့ဒါနဲ့အနောက်ဘက်ကိုင်းကိုဖြတ်တဲ့အခါကျတော့သူတို့သမီးကညာတွေထွက်လာဟာပြောကြပါကြပေါ့အဲ့လိုနဲ့နောက်ဆုံးမြောက်ဘက်ကကိုင်းကိုဖြတ်တဲ့အခါကျတော့ယရနာတွေထွက်လာအဲ့ဒီမှာသူတို့ယရနာတွေတင်ပြီးတော့မျိုးသမီးတွေကတော့ပျောက်သွားတာပေါ့လေအဲ့ဒီယရနာတွေတင်ပြီးတော့ပြန်လာကြတာအများကြီးရလာတာအဲ့ဒါနဲ့သူတို့ကမြတ်စွာဘုရားလည်းကြီးညိုကြတဲ့ပုံလို့ဆိုပင့်ပြီးတော့ဆုံးကတ်ကြတော့မြတ်စွာဘုရားအကျိုးအကြောင်းသူတို့ကရှောက်ကြတာဒီထူးဆန်းလို့အဲ့လိုရှောက်တော့မြတ်စွာဘုရားတဲ့မင်းတို့ကတော့ကိုယ့်ရဲ့လောဘကိုထိမ့်သိမ့်နိုင်လို့နော်တဏှာရဲ့လောဘရဲ့အလိုကိုမလိုက်ဖဲနဲ့ထိမ့်သိမ့်နိုင်လို့မင်းတို့တော့ချမ်းချမ်းသာသာဖြစ်ခဲ့တာဟိုတုန်းကတော့အလိုလောဘကိုမထိမ့်သိမ့်နိုင်လို့အဲ့ဒီလိုအဖြစ်ပြမျိုးကြုံခဲ့တဲ့ကုံတွေတွေကတော့အကုန်ဒုက္ခရောက်ကြတာပဲဆိုပြီးတော့မြတ်စွာဘုရားမဟာဝါနိစ္စဇတ်ဆိုတာဟောတယ်အဲ့ဒါလိုပဲအဲ့ဒီဘဝတုန်းကဘုရားလောင်းကလက်ကုံတယ်ခေါင်းဆောင်ပေါ့အဲ့သွားကြရင်လည်းပုံစံတူလေးပါပဲဇလန်းလေးကအဲ့ဒါလိုပဲရှေ့ကိုင်းတောင်ကိုင်းအနောက်ကိုင်းမြောက်ကိုင်းခုတ်ကြဖြတ်ကြတော့ဒီလိုပဲသူတို့ရကြတာပစ္စည်းတွေယရနာတွေအဲ့တကယ်ဆိုရင်ပြန်ခဲ့ဖို့ကောင်းပြီနော်ကိုယ့်ရဲ့ကျေးဇူးရှင်ညောင်မင်းကြီးလည်းအကိုင်းမရှိတော့ဘူးပြန်ခဲ့ဖို့ကောင်းပြီသို့တော့သူတို့မပြန်ကြဘူးဘာဆက်လုပ်ချင်ဆိုအမြင့်တူးချင်နေတယ်ဟောလောဘမဖြတ်နိုင်ဘူးပေါ့နော်အဲ့မှာဘုရားလောင်းကသူကတားတယ်ဒီပင်ကြီးကမင်းတို့ကိုမြန်ဘာမြန်ဒုက္ခပေးလို့တော့တကယ်ဆိုရင်ကျေးဇူးရှင်ပေါ့နော်အရေးနော်စားစရာမျိုးသမီးယရနာပစ္စည်းအကုန်ပေးတာဘာလို့ဒီလိုလုပ်ရမလို့ဆိုတော့အဲ့လိုမလုပ်ချင်တာသူတယောက်ပဲကျန်တဲ့လူတွေအကုန်လုံးဟာလှုပ်ချင်တဲ့လူတွေကြီးပဲအဲ့တော့ तू တားမရဘူး तू အန်နေဖြစ်မဲ့အနေထားမှာရှိတော့ तू တာပဲရက်ကြည့်နေရတယ်ပေါ့အဲ့ဒါနဲ့အဲ့ဒီညောင်မင်းကြီးရဲ့အမြစ်ကိုဖြတ်ဖို့လဲကြိုးစားကြရောအဲ့ဒါငကားကအမျက်ထွက်ပြီးတော့အကုန်လုံးအဲ့ဒီလူတွေကိုတတ်ငကားရဲ့တကိုးနဲ့အဖေအလောင်းတယောက်ကိုပဲခြံပြီးတော့နော်ဥစ္စာပစ္စည်းတွေလှဲပေါ်တင်ပြီးတော့လိုက်ပို့တယ်ဆိုတော့ဇတ်တော်တစ်ပုဒ်ရှိအဲ့ဒီဇတ်တော်ရဲ့အဆုံးမှာမြတ်စွာဘုရားကဂါထာလေးနှစ်ပုဒ်ခေါ်တယ်အဲ့ဒီဂါထာလေးနှစ်ပုဒ်ကိုဘုံဘုံကပြောခြင်းလို့ပါနော်ဒါပေမဲ့ဇလန်းလေးတွေကလည်းပဲအမြင်လေးတွေကိုရနိုင်တယ်ပေါ့။လူတွေဟာနော်အလိုလောဘကြီးလာပြီဆိုလို့ရှိရင်မမြင်နိုင်ပါလားမသိနိုင်ပါလားလှုပ်တယ်မလှုပ်တယ်ပြောတယ်မပြောတယ်ဘာမှမတွေးတော့ပါလားဆိုတာလေးကိုစဉ်းစားမိဖို့ပေါ့။အဲ့ဒါမှမြတ်စွာဘုရားဘယ်လိုဟောတဲ့တုန်းဆိုတော့တတ္တမဟိပန္တိတောပောတောတမ္ပတ္တအတ္တမတနောလောဘတနဝတံကိစေဟနေယရိတကံမနံတဲ့နော်ပညာရှိတဲ့လူဆိုတာတဲ့ကိုယ့်ရဲ့အကျိုးစီးပွားအစစ်အမှန်ကိုတကယ်မြင်တဲ့ပညာရှိတဲ့လူဆိုတာလောဘတနဝတံကိစီနော်လောဘတလောဘဤဝတံအလိုကိုနကိစီမလိုက်ရဘူးတဲ့ဆိုလိုတာကလောဘကိုအလိုမလိုက်ရဘူးလောဘတော့ तू ကပူစားနေမှာပဲအလိုလိုက်ခံရတဲ့ကလေးတယောက်မိဘကိုပူစားတယ်လို့မျိုး तू ကတော့ပူစားနေမှာပဲဟိုကလုတ်ပေအောင်ဒီကလုတ်ပေအောင်ဟုတ်လားအဲ့ဒါကိုအလိုလိုက်မယ်ဆိုရင်တော့မှားမယ်ပေါ့နော်လောဘတနဝတံကိစီဟနေယရိတကံမနံနော်စိတ်ထဲမှာကိုယ့်ရဲ့ရန်သူတစ်ဖွဲဖြစ်နေတဲ့အဲ့ဒီလောဘကိုတကယ်တမ်းဆိုရင်ပယ်တတ်ပြရမယ်တဲ့နော်အကျိုးစီးပွားအစစ်အမှန်ကိုမြင်တဲ့ပညာရှိတဲ့ပုဂ္ဂိုလ်ဟာလောဘရဲ့အလိုကိုမလိုက်ဖဲနဲ့နော်စိတ်ထဲမှာကိုယ့်ရဲ့ရန်သူတစ်ဖွဲဖြစ်နေတဲ့အဲ့ဒီလောဘကိုပယ်တတ်ပြရမယ်တဲ့ဧဝမာရိနဝညတ္တဝါတဏဒုက္ခတတံမောဝိဒတံသောအနာတံသောသတောဘိက္ခုပရိပစေဧဝမာရိနဝညတ္တဝါအဲ့ဒါလိုလောဘရဲ့အပြစ်အနာစာကိုမြင်ပြီးတော့တဲ့လောဘရဲ့မကောင်းတဲ့အချက်ကိုမြင်ပြီးတော့လောဘရဲ့မကောင်းတဲ့ချက်ကိုဘယ်လိုမြင်ရမှာတော့တလုံးနဲ့မြတ်စွာဘုရားဟောထားတယ်ဧဝမာရိနဝညတ္တဝါတဏဒုက္ခတတံဘောတဏဆိုတာလောဘပြောတာပါပဲနော်တဏဒုက္ခတတံဘောတဏဆိုတဲ့လောဘဟာဆင်းရဲခြင်းရဲ့အကြောင်းတရားတဲ့ကဲနော်အာရိနဝအပြစ်ဆိုတာအဲ့ဒါပဲနော်လောဘရဲ့အပြစ်ကိုဘယ်လိုမြင်ရမှာတော့ဆင်းရဲခြင်းရဲ့အကြောင်းလို့မြင်ရမယ်တဲ့အဲ့လိုမြင်ပြီးတော့ဝိတတံတော့အနာတံတော့တဲ့နော်လောဘကင်းသည်ဖြစ်၍ရွှဲလန်းမှုကင်းသည်ဖြစ်၍နော်တတောဘိက္ခုပရိပစေယဟန်ဆိုတာသတိနဲ့ပြည့်စုံပြီးတော့ကျင့်ရမယ်လို့အဲ့လိုမြတ်စွာဘုရားဟောတာဟုတ်လားအဲ့တော့ပြောချင်တာလေးကဘာတော့နော်လောဘဖြစ်လာပြီဆိုလို့ရှိရင်အဲ့ဒီအခိုက်အတန့်မှာဒီလူဟာမမြင်နိုင်တော့ဘူးမသိနိုင်တော့ဘူးမိုက်သွားတယ်မှောင်သွားတယ်နော်မျက်လုံးကဘာဖြစ်သွားတော့ကန်းသွားတယ်ဒါကိုပြောတာဘုံဘုံငယ်ငယ်ကဆရာကြီးဥဒုက္ခရေးတယ်စိတ်ဆိုသောစိတ်ဆိုတဲ့စာအုပ်ရှိအခုလည်းပဲကလေးတွေဖတ်ကြည့်ကြကောင်းတယ်ဝင်စနာဒီပနီနဲ့တွဲပြီးတော့ထုတ်တာစိတ်ဆိုသောစိတ်အဲ့ဒီတည်းကဟိုမှုခင်းစာရေးဆရာညီလေးမောင်ရေးတဲ့အကြောင်းအရာလေးကိုဆရာကြီးကထည့်ပြီးတော့ရေးတာ
မမိနေပြည်ကနေဘုံဘုံတို့ရန်ကုန်ကိုသွားတယ်ယထာပေါ်မှာသီလရှင်ဆရာကြီးတယောက်ပါလာအဲ့ဒါသူ့သမီးကခရမ်းသုံးခွာမှာနဲ့တူတယ်သမီးနေမကောင်းလို့သွားတာသမီးနဲ့သမက်ကလည်းအလွန်ဆင်းရဲသူကသီလရှင်ဝင်နေတာ3-4နှစ်လောက်ရှိပြီပြည်မှာနေတာပြည်မှာလည်းသီလရှင်တွေကပေါ်တာအဲ့ဒါယထာပေါ်ရောက်တဲ့အခါကျတော့လူတွေကလည်းအဲ့ဒီခေတ်ကမှောင်ကိုတွေပါတယ်လည်းလောက်ကြတဲ့ခေတ်ဆိုတော့ယထာနဲ့ပဲသွားကြလာကြပြောတစ်နေတာလေလူတွေနေရာတစ်ခုကိုရဖို့မလွယ်ဘူးအဲ့ဒါနဲ့ယထာပေါ်ရောက်တဲ့အခါကျတော့တန်တစ်တာတစ်လုံးတွေ့တော့အဲ့ဒီတစ်တာပေါ်ကို तू ကထိုင်ခြင်းတာဒါပေမဲ့တစ်တာကြီးပေါ်လဲ तू ကမထိုင်ရဲဘယ်သူကနေရာဥထားမှလည်းမသိဘူးအဲ့ဒါနဲ့ဒီတစ်တာကြီးကဘယ်သူတစ်တာကြီးတုံးလို့ပြောတော့ယထာပေါ်ကလူတွေလည်းမသိဘူးဘယ်သူတစ်တာမှမသိဘူးအဲ့လိုဆိုလို့ရှင်ကိုယ်အဲ့ဒီတစ်တာကြီးကိုအဲ့ဒီမနုခုံအောင်ထိုးပေးတယ်မှာငါနေရာလေးရခြင်းလို့ပါဆိုအဲ့လူတွေကလှုပ်ပေးတာပေါ့နော်အဲ့ဒါနဲ့ तू ကနေရာလေးတစ်ခုရနေရာလေးရတော့ तू စဉ်းစားတယ်ယထာကလည်းထွက်တော့မှာပေါ့ဒီတန်တစ်တာပိုင်ရှင်ကြီးရောက်မလာရင်တော့ကောင်းပါပဲပေါ့အပြီးမှစဉ်းစားတယ်ငါလည်းငါနေရာလေးရကျင်တယ်သူများဒုက္ခရအောင်မြန်စဉ်းစားနေသေးတယ်မကောင်းပါဘူးလေပေါ့အဲ့ဒါနဲ့ခဏနေတော့ယထာကြီးကထွက်တယ်တစ်တာပိုင်ရှင်လည်းရောက်မလာဘူးလေဟာဘယ်သူမှလည်းရောက်မလာဘူးပေါ့အဲ့ဒါနဲ့ဒီလိုနဲ့လာရင်းနဲ့လမ်းကြတော့သူအိပ်ပျော်သွားတယ်အိပ်ရနိုးတော့ကြည့်တဲ့အခါကျတော့သူကဘူတာတွေရဲ့တစ်ခုပြီးတစ်ခုဖြတ်လာတာဆိုတော့ခီးတဲ့တွေကလည်းတယောက်စင်းတယောက်တက်ကြည့်လိုက်တော့သူတွဲပေါ်မှာငကိုခီးတဲ့အဟောင်းကမရှိတော့ခီးတဲ့တွေကအတစ်တက်လာတဲ့လူတွေကြီးပဲအဲ့နဲ့သူအကုန်ကြည့်လိုက်တဲ့အခါကျတော့ဟာလူတွေလည်းတယောက်မှငါသိတဲ့လူလည်းမရှိတော့ပါလားပေါ့တော့ဒီတစ်တာကြီးရတယ်ဘယ်သူတစ်တာမှလည်းမသိဘူးပေါ့အဲ့ဒါနဲ့သူတစ်တာကြီးထည့်ထားထိုးထားတဲ့ခုံပေါ်တက်ထိုင်ပဲနေနောက်ဇီးကုန်းဘူတာရောက်တဲ့အခါကျတော့စစ်စေးတွေကတက်လာရဲတွေတက်လာတော့ဒီတစ်တာဘယ်သူတစ်တာတော့တပည့်ကလူကအဖွားကိုမေးနေတာဖွားဒီတစ်တာဖွားတစ်တာလားဆိုဟာငါတစ်တာဆိုပါလားပေါ့သူတစ်တာမဟုတ်ဘူးဒါပေမဲ့သူတစ်တာဘယ်သူမှပိုင်ရှင်မရှိတဲ့ခါကျတော့သူကရချင်ပြီလေဒါကြီးကိုဟုတ်လားအဲ့တော့စဉ်းစားတာငါသမီးလေးကလည်းအရန်ဆင်းရဲတယ်ပေါ့လိုကလည်းလိုနေပြီလေအဲ့တော့ဒီထဲမှာအဖို့တန်တာမပေါအောင်အဝိစားပေါအောင်တောင်ရောင်းမယ်ဆိုရင်မနေဘူးပေါ့လေအဲ့ဒါနဲ့မဆိုင်မတော့ပဲသူကဟုတ်ပါတယ်အဖွားတစ်တာပါလို့ပြောတယ်လွယ်ပဲပြောလိုက်တယ်ပေါ့ဟာအဖွားတစ်တာတဲ့ပေါ့အဲ့ဒါနဲ့သူတစ်တာကြီးရပြီဆိုတော့နေတယ်နောက်တစ်ခါဘူတာတစ်ခုရောက်တဲ့ခါကျတော့လိုပဲစစ်ဆေးတွေတက်လာတဲ့ခါကျအဖွားတစ်တာဟုတ်ပါတယ်အဖွားတစ်တာဆိုအဲ့ဒီကြတော့မှသူဒုက္ခရောက်တယ်အဲ့လိုဆိုရင်အဖွားတစ်တာထဲမှာဘာပါလဲစစ်ရမယ်ပေါ့နော်တော့ပေးပါလို့ပြောတော့ဟာတော့ဆိုမှဒုက္ခသူကတော့သူတစ်တာမှမဟုတ်တာတော့ဘယ်ပါမလို့အဲ့တော့သူကတခါတည်းဟာတော့ကြနေရလို့ပြောသူကစဉ်းစားတယ်ငါတော့လိန်ရပြန်ပြီပေါ့နော်အဲ့တော့လူတွေကလည်းတော့ကြနေပြီဆိုရင်လည်းဟုတ်ပါပြီဆိုပြီးတော့ဆင်းသွားကြပြန်ရောဆင်းသွားပြီးတော့ယထာအတော်နဲ့မထွက်ဖဲနဲ့တခါခဏနေတော့အဲ့ဒီလူတွေပြန်တက်လာပြီးတော့ဘာအဲ့လိုဆိုလို့ရှိရင်ဒီတော့မပါရင်ကျုပ်တို့ဖြက်ပြီးတော့ကြည်ကျင်တယ်ပေါ့ကြည်ခွင့်ပေးမလားကြည်ပါပေါ့အဲ့ဒါနဲ့တစ်တာကြီးလည်းဖြက်ကြည့်လိုက်တော့ဟာကြောက်စရာကောင်းတယ်ခေါင်းမပါတဲ့လူတယောက်ကိုအတူတူဖြက်ပြီးထည့်ထားတယ်အဲ့တစ်တာထဲမှာအဲ့ကျတော့မှသူအတင်းငိုတော့ပဲတဲ့ဒါအဖွားတစ်တာမဟုတ်ပါဘူးမတော်လောဘကြောင့်မလို့ဒါသူတစ်တာတော့လုံးမိတာပါဆိုတော့ဟာအဲ့ဒါတွေကတော့ခတ်ရောက်မှပဲရှင်းရမယ်ပေါ့နော်အဲ့ဒါသူဖမ်းသွားရောဒါမဲ့သူ့ပြန်တော့လွတ်လိုက်ပါတယ်ဒီအမှုကလည်းပေါ်သွားတယ်သူကလည်းပဲအဲ့ဒီရေးတဲ့ညီလေးမောင်ကဘလို့ရေးထားတယ်ဆိုတော့တဲ့ဆရာဥဒုက္ခရေးပြထားတယ်တရားခံကိုတော့မိသွားတယ်ပေါ့နော်ဒီတတ်လိုက်တဲ့တရားခံကိုဒါပေမဲ့လို့ဒီဖွားသီလရှင်ဆရာကြီးရဲ့စိတ်ထဲမှာမတော်လောဘဆိုတဲ့တရားခံလေးကိုတော့ဘယ်သူမှမိအောင်မဖမ်းလိုက်နိုင်ဘူးဒါမှဆရာကြီးကသူကဖမ်းရင်မမိလိုက်တော့တရားခံဆိုတော့စာလေးရေးတာအဲ့တော့လောဘဆိုတာဖြစ်လာပြီဆိုလို့ရှိရင်ဘာမှသိပ်ပြီးတော့တချို့ဟာတွေကမစင်သားမိတော့ဘူးပေါ့နော်ဒါငါ့ကိုဒုက္ခဖြစ်စေမဲ့အရာလားဒုက္ခဖြစ်စေမဲ့အရာလားဘာမှရှိဝေးမတွေးတတ်တော့ဘူးမတွေးမိတော့ဘူးပေါ့ဟုတ်လားဒါကလေးတွေအတွက်ဘုံဘုံပြောပြတာဒါကြောင့်မို့လို့လောဘရဲ့အပြစ်အနာစာကိုမြင်လေးနော်အလိုနေခြင်းဆိုတဲ့အပိစ္ဆတရားရောင်ရဲခြင်းဆိုတဲ့တန်တုဋ္ဌိတရားအဲ့ဒီတရားတွေရဲ့ဂုဏ်ကျေးဇူးတွေဟာထင်ရှားလေးပေါ့ဟုတ်လားဘုံဘုံတို့ကန္နဇတ်တော်မှာအဲ့ဒီဂါထာလေးလည်းပြောကြကောင်းတယ်ဘုရားလောင်းကိုကြည်ညိုလို့တရားမင်းကဆုပေးတဲ့အခါမှာအမျက်ကင်းပါရစေဒေါသကင်းပါရစေလောဘကင်းပါရစေချစ်ချင်းကင်းပါရစေဆိုတဲ့ဆုလေးစုတောင်းတာကြားဦးရတယ်နော်အဲ့တော့တရားမင်းကမေးတယ်လေအဲ့ဒီအမျက်အဲ့ဒီဒေါသအဲ့ဒီလောဘအဲ့ဒီချစ်ချင်းမှာဘာအပြစ်တွေရှိလို့သင်ကမလိုချင်ရတာတော့အဲ့တော့ဘုရားလောင်းကအမျက်ရဲ့ဒေါသရဲ့လောဘရဲ့ချစ်ချင်းရဲ့ဒီတရားလေးမျိုးရဲ့အပြစ်ကိုပြောတဲ့နေရာမှာ
လောဘရဲ့အဖြစ်ကိုဘယ်လိုပြောတော့ဒီနေရာမှာပြောကြကောင်းတယ်အလောဘတာဟတာကာရနိကတိဝဉ္စနာနိစ္စဒိဋ္ဌန္တိလောဘဓမ္မိတုတတ္တမလောဘနာရောစီအလောဘတာဟတာကာရရှင်ဘတ်ပေါ်မှာဒုတ်တို့ဓာတ်တို့တနတ်တို့လက်နက်တို့တင်ပြီးတော့လူကြရက်ကြအချမ်းဖက်ကြတာတွေလောကကြီးမှာရှိတယ်တဲ့ဟုတ်လားနိကတိဝဉ္စနာနိစ္စအတုတွေလှုပ်ပြီးတော့ဘယ်သူဒုက္ခရောက်ရောက်กว่าဆိုပြီးတော့လှည့်စားကြတဲ့ကောက်ကျစ်ကြတဲ့လူတွေလည်းလောကမှာရှိတယ်တဲ့ဟောနှစ်ချက်ပြောတယ်နော်လက်နက်အားကိုနဲ့ရက်ဆက်ကြတာရှိတယ်အတုပြုပြီးတော့လှည့်စားကောက်ကျစ်ကြတာရှိတယ်နော်ရက်ဆက်မှုနဲ့လှည့်စားမှုပေါ့နော်ကြောက်စရာအကောင်းဆုံးလူလောကကြီးရဲ့နော်ဒုက္ခအရင်အမြစ်တွေလို့ဆိုနိုင်တယ်ပေါ့ဟုတ်လားရက်ဆက်တယ်လှည့်စားတယ်အခုမှမကောင်းဘူးနော်အဲ့လိုရက်ဆက်မှုလှည့်စားမှုဟာတွေဟာဒိဋ္ဌန္တိလောဘဓမ္မေတုလောဘရှိတဲ့ပုဂ္ဂိုလ်ရဲ့တန်တမှာဖြစ်နေတာကိုပဲငါမြင်ရတယ်တတ္တမလောဘနာရောစီအဲ့ဒါကြောင့်အဲ့ဒီလောဘကိုငါမကြိုက်ဘူးတဲ့ဘုရားတော်လောက်ကောင်းတော့ဟုတ်လားလောဘရှိတဲ့ပုဂ္ဂိုလ်တန်တမှာပဲငါတွေ့ရတယ်ဆိုလိုတာကလောဘကြောင့်အဲ့ဒါတွေဖြစ်နေတာပေါ့နော်လက်နဲ့အာကိုနဲ့တယောက်ကိုတယောက်ရက်ဆက်ကြတယ်ဆိုတာဘာတော့တခုခုလိုချင်လို့ရချင်လို့ဖြစ်ချင်လို့လုပ်ကြတာပဲလေဟုတ်တယ်မို့လားအခြေခံကဘာဖြစ်နေတော့လောဘဖြစ်နေနောက်အတုကိုပြုပြီးတော့ဘယ်သူတွေဘလို့ဘလောက်ထိခိုက်ဘယ်သူတွေဘလို့ပဲဒုက္ခရောက်ဆိုပြီးတော့လှည့်စားကြတာကောက်ကျစ်ကြတာတွေဟာလည်းပဲအရင်စစ်လိုက်တော့တရားခံကဘယ်သူဖြစ်နေတော့လောဘပဲဖြစ်နေတယ်ဒါမှမဟုတ်ဒီလိုမကောင်းတဲ့အရာတွေနော်ကြောက်မဲ့ဖွယ်ရာဘေးအန္တရာယ်ဇိုးတွေရဲ့အရင်အမြစ်ဖြစ်တဲ့အတွက်ကြောင့်လောဘကိုငါမကြိုက်ဘူးလို့ဘုရားလောင်းအဲ့လိုပြောတာဟုတ်လားဒါကြောင့်မလို့လောဘရဲ့အပြစ်ကိုဘုံဘုံတို့တတ်နိုင်တယ်များမြင်အောင်စဉ်းစားဓမ္မတန်တုဋ္ဌိရဲ့တန်ဖိုးကိုပို့ပြီးတော့မြင်ရရောက်မယ်ပေါ့အဲ့ဒါနောက်ဆုံးလောဘရဲ့အကြောင်းကိုဘုံဘုံတို့ဘာကိုပြောဖို့ဒီမှာစဉ်းစားထားတော့ဆိုတော့မန္တာတုဇတ်ဆိုတာလေးပြောကြကောင်းတယ်ဟုတ်လားဒီဇတ်တော်ဟောရခြင်းရဲ့အကြောင်းကလည်းအနည်းငယ်စိတ်ဝင်စားတရားရှိတယ်။မြတ်စွာဘုရားလက်ထက်ကယဟန်လေးတစ်ပါးသူ့ရဲ့ခမဲတော်ကြီးဟာနော်တေဂာနီးမှာသူနဲ့တနေရာဒီမှာနော်ဖြစ်နေတဲ့အခါကျတော့တေဂာနီးမှာသူ့ရဲ့ညီကိုမှားတယ်တဲ့။ငါသေးသွားလို့ရှိရင်ငါသားယဟန်လေးကိုဒီပစ္စည်းတွေပေးရပါဆိုပြီးတော့အသက်ဗျာတရားသူစုထားတာလေ။ညီဖြစ်တဲ့လူကိုပေးရတာအဲ့ဒါသတင်းကြားတဲ့အခါကျတော့ဒီရန်လေးကသွားတာပေါ့သွားတဲ့အခါကျတော့ဟောဦးလေးကဒီပစ္စည်းတွေတော့ဦးစင်းလေးအတွက်ထားခဲ့တာရှိတယ်ဆိုတော့အဲ့ဒီပစ္စည်းတွေကိုကြည့်ပြီးတော့လူထွက်ခြင်းစိတ်ပေါက်အစကတော့သူမရခြင်းဘူးလုပ်တယ်နောက်ကျတော့ဒီငွေဆိုတဲ့သဘောတရားကလည်းပဲကြောက်เสียပေါ့နော်အတွေးများစွာကိုဆက်ပြီးတော့ဖြစ်စေတယ်ပေါ့ဟုတ်လားအဲ့ဒါနဲ့သူဘာတွေတွေးမိတုံးဆိုတော့သူလူထွက်တော့မယ်ဒါတွေနဲ့ငါလောက်ကန်စားတော့လို့ရှင်အစဉ်ပြေလောက်ပြီလို့သူတွက်တာ။ဒါပေမဲ့မြတ်စွာဘုရားအဲ့ဒါကိုသိတဲ့အခါကျတော့အလွန်တနာတော်မူတဲ့အတွက်ကြောင့်မို့လို့သူ့ကိုခေါ်တကယ်ကိုပဲကြည်ညင်နာပဲမြတ်စွာဘုရား။မင်းဒီပစ္စည်းလေးအားကိုပြီးတော့ဒီငွေလေးတရားအားကိုပြီးတော့မင်းထွက်မှာဟုတ်ပြီအဲ့လိုဆိုရင်ဒီဥစ္စာပစ္စည်းတရားမင်းရဲ့ဘဝမှာတော့လောက်မလောက်တို့တွက်ကြည့်ရအောင်တွက်ကြည့်ကြအောင်စို့။နွားနှကောင်အတွက်ကသလောက်မင်းအရေးအကြောင်းကြုံရင်ထားဖို့ကသလောက်ခွဲတာပေါ့နော်။ခွဲပြီးတော့နောက်ဆုံးကြတော့ငွေတရားမလောက်ဘူးမလောက်တဲ့အခါကျတော့မြတ်စွာဘုရားမင်းငွေတရားကိုမပြောနဲ့ကောင်းငင်ကိုမော့ကြည့်ပြီးတော့လက်ပန်းပေါင်းခတ်လိုက်လို့ရှိရင်ဒူးစစ်လောက်မြုပ်တည်ထီယရနာမိုးရွာရလောက်အောင်ဘုံကြီးတဲ့မန္တာတုမင်းကြီးတောင်သူ့အလိုမပြေဘဲနဲ့ပြေးရတာဟုတ်လားမင်းငွေတရားလောက်နဲ့တော့စာဟန်ဖွဲ့လောက်ဖို့ပေါ့နော်အတိပ္ပယ်ကအဲ့ဒီမှာမြတ်စွာဘုရားမန္တာတုဇတ်ကိုဟောတာဟုတ်လားမန္တာတုဇတ်ကပြောပြီးရင်လည်းပြောစရာကောင်းတယ်နားထောင်ပြီးရင်လည်းနားထောင်ခြင်းစရာကောင်းတယ်ဇတ်တော်ပဲအဲ့ဒါဘုရားလုံးကြီးကမဟာသမ္မတမင်းကြီးရဲ့သူကမြင့်ရဲ့သားလောက်ဖြစ်လိုက်မယ်သူကမြင့်တီတွတ်အဆင့်လောက်တိတ်မဝေးသေးဘူးကဘာဥစ္စာမှာမဟာသမ္မတမင်းဆိုပြီးတော့ဖြစ်တယ်အဲ့ဒီဟာသူ့ရဲ့သားအဆက်ဆက်3-5 လောက်အရောက်မှာအဲ့ဒီမန္တာတုဆိုပြီးတော့မင်းဖြစ်တယ်အဲ့ဒါဘုရားလောင်းပေါ့သူကဘုံအလွန်ကြီးတယ်အဲ့ဒီခေတ်ကတက်တန်းကအသင်ချေရတန်းလို့ဆိုတယ်နက်တည်တဲ့တောင်လူကအသက်ရှည်တယ်တဲ့လူတွေအသက်ကအစိုးမရဘူးနော်အလွန်တိုတဲ့ခါရှိတယ်လို့အလွန်ရှည်တဲ့ခါရှိတယ်နက်တည်းကသူကသူ့ limit နဲ့သူကနန်းနဲ့သူကဘယ်နက်ပြည်ကဘယ်လောက်ဆိုသူကဒါအတိအကျသူကပြောရရင်မြဲတဲ့သဘောမျိုးပေါ့နော်လူတွေရဲ့သက်တမ်းကြတော့မမြဲဘူးအဲ့ဒါနဲ့သူကနှစ်ပေါင်းများစွာနော်မင်းသားဘဝနဲ့8400ဟာဘုရင်ဘဝနဲ့8400ပေါင်းများစွာမသိဘူး
မသိတော့နောက်ကြတော့သူကကာမမှာညင်းငွေတယ်ဆိုညင်းငွေတာသူကမရကျင်တော့ဘူးမဟုတ်ဘူးဒီအခြေအနေမျိုးကိုညင်းငွေသွားပြီးတော့နောက်ထပ်အခြေအနေတစ်မျိုးကိုရကျင်တာတန်တုဋ္ဌိပြက်တာပေါ့ကိုဖြစ်နေတဲ့အခြေအနေလေးမှာမကျင်တတ်နိုင်တော့ဘူးစိတ်ကမရကျင်ဘူးဆိုတာအရာအလုံးကိုမရကျင်တာမဟုတ်ဘူးအခုအခြေအနေလေးကိုမရကျင်တာနောက်ထပ်အခြေအနေတစ်ခုကိုရကျင်တာအဲ့ဒါနဲ့အမတ်တွေကိုခေါ်ပြီးတော့ဘာလုပ်ရမလို့ဆိုစတုမာရနဲ့ပြည်ကလူပြည်တဲ့ချမ်းသာတယ်လို့ကြားဘူးလေလမင်းကြီးရဲ့စัจ जा ယတနာနဲ့စတုမာရနဲ့ပြည်ကိုတက်ကြည့်ပါလားဆိုဒါသူ့အချမ်းရနေနဲ့တက်ကြတော့စတုမာရနဲ့တရားဆိုသူ့ကိုခီးဥကြိုရတယ်သူ့ရဲ့ဘုံကံလည်းဘယ်လောက်ကြီးလဲဆိုတော့စတုမာရနဲ့ပြည်ကိုသူအုပ်ချုပ်တယ်တဲ့အဲ့ဒါနဲ့အဲ့ဒီမှာကြာသွားတဲ့အခါကျတော့လူတွေကပြန်သွားကြတယ်ပေါ့အဲ့ဒါနဲ့စတုမာရနဲ့ပြည်မှာကြာတဲ့အခါကျတော့ဒီမှာလည်းမကျေနပ်နိုင်ဘူးဆိုစတုမာရနဲ့တွေကတာဝရိန္ဒာဟာစတုမာရတဲ့ပိုကောင်းတယ်သူကဒီမှာညီးငွေတဲ့အကြောင်းပြောတဲ့အခါကျတော့ဟိုကလည်းပြောမှာပေါ့တနည်းအားဖြင့်သူတို့နတ်ပြည်ကလွတ်သွားအေးတာပဲဆိုတော့ပြောတာလည်းဖြစ်ချင်းဖြစ်မှာပေါ့နော်အဲ့ဒါနဲ့တာဝရိန္ဒာသွားတယ်တာဝရိန္ဒာတော့တရားမင်းကသူ့ကိုစီးကြိုတယ်စီးကြိုပြီးတော့သူ့ကိုတာဝရိန္ဒာနတ်ပြည်တဝက်ခွဲပေးတယ်တဲ့နော်သူနဲ့တရားမင်းနဲ့နှစ်ယောက်အုပ်ချုပ်တယ်တယောက်တဝက်အဲ့ဒါဟိုတရားမင်းတည်သွားတယ်သူမတည်ဘူးသူ့ရဲ့အသက်ကလည်းရှိတယ်နောက်ထပ်တရားအသစ်တယောက်ဖြစ်လာတယ်အဲ့ဒီတရားတည်သွားတယ်သူမတည်ဘူးတရားပေါင်း30-60ထိကြာအောင်သူနေတဲ့အဲ့ဒီ30-60ကြာတဲ့အခါကျအားရသွားပြီလားဆိုတော့ဘယ်အားရမလို့နောက်ထပ်အသစ်တစ်မျိုးဖြစ်တယ်နောက်ထပ်အသစ်ကဘာတုံးဆိုတော့တာဝရိန္ဒာငါတချမ်းနဲ့ပိုင်တာအဲ့တော့တစ်ခုလုံးပိုင်ရင်ပိုကောင်းမယ်ပေါ့နော်အဲ့တော့တစ်ခုလုံးပိုင်ရင်ဘယ်လိုလုပ်ရမလဲဆိုတော့အခုရှိနေတဲ့တရားမင်းရောတတ်မှဖြစ်မယ်ပေါ့နော်အဲ့လိုတတ်မယ်ဆိုတဲ့ကြမ်းထမ်းတဲ့စိတ်တွေဒါအလွန်ကြီးမားတဲ့အကုသိုလ်လို့ခေါ်တယ်ပေါ့နော်အဲ့တော့ကုသိုလ်ရဲ့အစွမ်းကြောင့်ဖြစ်နေတဲ့အစဉ်ပြေမှုတွေဟာအကုသိုလ်ကြီးကြီးမားမားဝင်လာတာနဲ့ပျက်စီးသွားရောအဲ့ဒါ तू သေတော့မှာသေကိုသေရမှာ तू များတတ်မယ်လို့စဉ်းစားလို့ကိုသေရမှာဟုတ်လားအဲ့ဒါနဲ့သေတဲ့အခါကျတော့ तू အဲ့ဒီမှာလူဆိုတာနဲ့ပြည်မှာမသေကောင်းဘူးသေလို့မရဘူးပေါ့အဲ့ဒါကြောင့်မလို့ तू ကသေမယ်ဆိုတော့ तू လူပြည်ပြန်ကြလာလူပြည်ပြန်ကြလာတဲ့အခါကျတော့သူ့တက်ကလည်းအလွန်ရှည်တဲ့အတွက်ကြောင့်ဒီအောက်မှာသူ့ရှင်ပင်နဲ့ तू ဖြစ်နေပြီဒါပေမဲ့ तू ဥယျာဉ်ထဲမှာပဲ तू ကြတဲ့အခါကျသူ့ရဲ့သားမြေးတွေပါပဲအကုန်လုံးကအဲ့ဒါနဲ့ तू သေတော့မယ်ဆိုတာလည်းဘေးကလည်းသိကြတဲ့အခါ तू ကလည်းသိတဲ့အခါကျတော့မင်းကြီးတိုင်းသူပြည်သားတွေနောင်လာနောက်သားတွေကိုတေဂာနီးမှာဘာမှမှားခြင်းတော့အဲ့တော့ तू ကသတိရပုံရတယ်ဖះလောင်းတော့ဖះလောင်းမယ်နိဘာပြောတော့ဆိုတော့ငါဘာပြောချင်တော့ဆိုရင်ငါအကြောင်းဥသာမင်းတို့ပြောရည်ပေါ့အတိတ်ပဲအတူတူကတော့အဲ့ဒါပဲနော်တရားမင်း30-60ကြာအောင်တောင်လီသာနတ်ပြည်မှာဆွတ်ဆန်ခဲ့တယ်ဒါပတိလောဘရဲ့အလိုဟာမပြည့်ခဲ့ဘူးပေါ့နော်အလိုမပြည့်ပဲနဲ့သူဟာသေခဲ့ရတယ်ပေါ့သူဟာဘလောက်ပဲကြီးကျယ်တဲ့ပုံကိုပဲဖြစ်ဖြစ်သူအလိုမပြည့်ခဲ့ဘူးပေါ့အလိုမပြည့်ပဲနဲ့သူသေခဲ့ရတယ်ဒီစကားလေးကိုသာမင်းတို့ပြောရပေါ့နော်အဲ့မှာမြတ်စွာဘုရားဒီကမ္ဘာလောကကြီးမှာရှိတဲ့လူတွေဟာအဲ့ဒီခေတ်ကမန္တာတုစัจ जा မင်းရဲ့ကျွန်တွေကြီးပဲတဲ့အဲ့လောက်ထိသူကကြီးကျယ်လူတွေအကုန်လုံးကသူ့ကျွန်ပဲတဲ့ဒါပေမဲ့လို့သူ့ရဲ့အလိုဟာပြည့်ခဲ့သလားဆိုတော့မပြည့်ခဲ့ဘူးအဲ့ဒါဓမ္မပဒပါဠိတော်မှာသောတော်ယဟန်လေးကိုမြတ်စွာဘုရားဂါထာနဲ့ပို့ဟောတယ်သောတာပန်ဖြစ်တယ်နာဂဟပနဝိတေတုတိဋ္ဌိကာမေတုဝိဇ္ဇတိအပ္ပတ္တဒုက္ခကာမဣတိဝိညာယပဏိတောအပိဒိဗ္ဗေတုကာမေတုရတိန်သောနာရိကိစ္စတိတနခယရတောဟောတိတမ္မာတံဗုဒ္ဓတာဝကောတဲ့ကဟပနဝတ္တေနအတဗျာမိုးရွာသဖြင့်လေကာမေတုဝိထုကိလေနှစ်ထွေသောကာမတို့နဲ့တိဋ္ဌိရောင်ရဲခြင်းမြည်သည်နာဝိဇ္ဇတိမရှိငွေမိုးကြီးရွှေမိုးကြီးရွာလည်းပဲရောင်ရဲသွားတယ်အားရသွားတယ်ကျေနပ်သွားတယ်ဆိုတာမရှိဘူးတဲ့ကာမကာမဂုဏ်တို့သည်အပ္ပတ္တတာတာယာပွဲနေကြကုန်၏ဒုက္ခဆင်းရဲခြင်းသာများကြကုန်ဣတိဤသို့ဝိညာယတိ၍ပဏိတောပညာရှိသောတောတမ္မာတံဗုဒ္ဓတာဝကောထိုဘုရားရှင်၏တရားတော်ကိုနာကျက်အပ်သောတပိသားတို့သည်အပိဒိဗ္ဗေတုနတ်စည်းသိမ်ပင်ဖြစ်ကုန်တော်လေကာမေတုကာမဂုဏ်တို့၌ရတိမ်မွေးလျော်ခြင်းကိုနာတိကိစ္စတိမရနိုင်ကြကုန်တဏခယရတောတဏကုံယအရဟတဖို့နိဗ္ဗာန်ကိုသာလျှင်လွန်စွာမွေးလျော်ကြကုန်သည်ဟောတိဖြစ်၏တဲ့နော်မြတ်စွာဘုရားရဲ့တရားတော်ကိုသိကြတဲ့ဘုရားသားတော်သူတော်ကောင်းတွေဟာနော်ကာမစည်းသိမ်ရဲ့အပေါ်မှာမပျော်မွေးနဲ့နောက်တဏကုံယနိဗ္ဗာန်ဆိုတဲ့ချမ်းသာအစစ်မှာပဲပျော်မွေးကြတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာဟုတ်လားအဲ့ဒါဘုန်းတို့အခုကဘာတွေပြောသွားတာတော့ဆိုတော့နော်တန်တုဋ္ဌိဆိုတဲ့ရောင်ရဲခြင်းရဲ့တန်ဖိုးရောင်ရဲခြင်းရဲ့နော်ကောင်းမြတ်တဲ့သဘာဝကိုပုံပုံနားလည်နိုင်ဖို့အတွက်သူ့နဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့နော်အလိုလောဘကြီးမားခြင်းရဲ့အပြစ်အနာစာကို
ပြောတာဟုတ်လားသူ့ရဲ့အပြစ်ကိုလောဘရဲ့အပြစ်ကိုမြင်ခြင်းဟာလည်းတန်တုဋ္ဌိရဲ့အကျိုးကျေးဇူးကိုမြင်ရရောက်တယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်ဒါကြောင့်မို့လို့ဆင်းရဲခြင်းရဲ့အကြောင်းတရားဖြစ်တဲ့နော်လောဘကိုဘုံဘုံတို့တွေကတန်တုဋ္ဌိဆိုတဲ့ရောင်ရဲခြင်းနဲ့လျှော်နေစေရမယ်ထိမ့်သိမ့်ပေးရမယ်နော်ဒါကြောင့်ဒီကနေ့ညရောင်ရဲတင်းတိမ်နှံ့ရင်ရောင်ရဲတင်းတိမ်နှံ့တဲ့လောက်ကိုယ်ဘဝမှာချမ်းသာလိမ့်မယ်ဆိုတာလေးကိုမြတ်စွာဘုရားတပ်ပိဋကဉာဏ်ကိုယုံကြည်သောအဖြစ်လည်းပဲတန်တုဋ္ဌိတရားကိုခိုင်မာစွာတည်ဆောက်နိုင်ဖို့လိုမယ်ပေါ့နော်ဒါကြောင့်ရောင်ရဲတင်းတိမ်ခြင်းဆိုတဲ့တန်တုဋ္ဌိမင်္ဂလာနဲ့ပြည့်စုံကြသည်ဖြစ်၍နောက်ဆုံးမဉ္ဇဉ်ဘုံဉဏ်ဖြင့်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေတည်း